မင်္ဂလာပါပိုင်ဆိုးသူပါဂရင်းကင်ဆာကာကွယ်လို့ရလားရတာပေါ့ဂရင်းကင်ဆာသည်ကြိုတင်ကာကွယ်လို့ရတဲ့ကင်ဆာရောဂါဖြစ်တယ်ဖြစ်လာခဲ့ရင်လည်းစောစောစီးစီးသာဖယ်ရှားနိုင်တယ်ဆိုလို့ရှိရင်ကင်ဆာရောဂါတဲ့လို့တော့မထင်ရပဲနဲ့ပုံမှန်လူတစ်ယောက်လိုတက်တန်စီအေးချမ်းချမ်းနေလို့ရတဲ့ကင်ဆာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဂရင်းကင်ဆာကိုဘယ်လိုကာကွယ်ရလဲပြောပြပါနံပါတ်1ကတော့ကွန်းမှာပါတဲ့ကွန်းတီနော်နောက်ပြီးရင်ဆေးရွက်ကြီးသူတို့ရဲ့စာတွဲစားတဲ့ဗမာစီနှက်စေးအဲ့ဒါအကုန်လုံးက green cancer ကိုဖြစ်စေတယ်ဒါကြောင့်ကွန်းကလုံးဝရှောင်တဲ့နေရာမှာပါတယ်နောက်တစ်ခုကတော့အရက်အလွန်ကျွံတောက်တယ်နှစ်ရှည်လများတောက်တယ်ဆိုလို့ရှိရင်လည်း green cancer ဖြစ်နိုင်ခြေများတယ်ဒါအောင်မှစလိပ်ပါတွဲတောက်တယ်ဆိုရင်တော့ green cancer ဖြစ်နိုင်ခြေအတော်လေးများပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကသွားနဲ့ green ကျမကြီးသွားနဲ့ green မှာမကောင်းတဲ့သွားတွေတချို့ပဲ့နေတဲ့သွားတွေရှိတယ်အဲ့သွားတွေကနေပြီးတော့ဒီပစောင်တွေရှာတွေကိုတောက်လျှောက်ထိုးနေရဆိုလို့ရှိရင်လည်းနောက်ကြောင့်ပုတ်တိုက်နေဆိုလို့ရှိရင်လည်း green cancer ဖြစ်တယ်။သွားတယ်မှမဟုတ်ဘူး။ပါးစပ်ထဲမှာတက်တဲ့အန်ကတ်တွေနော်နောက်ပြီးသွားလို့ရှိရင်သွားတုတွေအဲ့ဒါတွေကလည်း irritation ရနေတယ်အများနဲ့ပုတ်တိုက်နေတယ်ဆိုလို့ရှိရင် green cancer ကိုပြောင်းသွားစေနိုင်တယ်။ဒါကြောင့်မလို့မကောင်းတဲ့သွားတွေမကောင်းတဲ့အန်ကတ်တွေသွားတုတွေဖယ်ရှားဖို့လိုတယ်ပြင်ဆင်ဖို့လိုပါတယ်။နောက်တစ်ချက်ကတော့ human papilloma virus လို့ HPV virus ကလည်း green cancer ကိုဖြစ်စေတယ်ဒီလို virus infection တွေမဖြစ်အောင်အားပြည့်အောင်စားရမယ်အေးရမယ်နောက်ပြီးသွားလို့ရှိရင် virus ကာဝယ်ဆေးတွေထိုးလို့ရပါတယ်ဒါဆိုရင် green cancer ကာဝယ်ပြီးသားဖြစ်မယ်နောက်တစ်ခုကတော့အာဟာရပြည့်ဝစားရမယ်ဗိုက်တာမင်သတ္ထုဓာတ်တွေပြည့်ဝဖြစ်တယ်ပြည့်ဝစားရတယ်ဆိုလို့ရှိရင်လည်းကင်ဆာရောဂါတွေကိုကာဝယ်ပြီးသားဖြစ်ပါတယ်နောက်တစ်ခုကတော့နေအောင်ကြည့်ပါမျက်နှာပေါ်ကိုနေအောင်ကြည့်ဓာတ်ရိုက်နှစ်ရှည်လများအကျတယ်ဆိုလို့ရှိရင်ဒီအောက်နှကန်းတွေမှာပေါ်နှကန်းတွေ brain cancer ဖြစ်တတ်တယ်။နောက်မျက်နှာပေါ်မှာဖြစ်တဲ့ BCC လို့ခေါ်တဲ့အရေပြားကင်ဆာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့နေအောင်ကြီးဓာတ်ရိုက်ထိတွေ့တာကနေအချိန်ကြာဓာတ်ရိုက်ထိတွေ့ရင်ရှောင်ရမယ်။တက်နိုင်တယ်များအုတ်ထုတ်ထီဆောင်ပြီးတော့သွားရမယ်လား။အဲ့ဒါဆိုရင်လည်းကင်ဆာယောဂါတွေ green cancer နဲ့ဒီမျက်နှာပေါ်မှာဖြစ်တဲ့ယောဂါတွေကိုကာဝယ်ပြီးသားဖြစ်တယ်။နောက်တစ်ခုကတော့ပုံမှန်စစ်ဆေးတာ။ပုံမှန်စစ်ဆေးရဆရာဝန်နဲ့6လတစ်ကြိမ်စစ်တာတယ်မဟုတ်ဘူး။ကိုကသာကိုတနေ့မှန်ကြည့်တယ်။မှန်ကြည့်ရင်မျက်နှာတင်ကြည့်တာမဟုတ်ဘဲနဲ့ပါးစပ်ဟာကြည့်ရမယ်ပါးစပ်ထဲကကိုယ့်ရဲ့သွားတွေရဲ့အခြေအနေသွားနေကြရင်ကျမ်းမာရေးကြည့်ရမယ်ကိုယ့်ရဲ့ပါးစောင်တွေနှကန်းတွေရှာတွေအာခေါင်တွေပြီးရှာအောက်ပါးစပ်ကြမ်းကင်းတွေမှာဘာတွေအပြောင်းလဲရှိလဲအဖြူခွက်တွေရှိလားအနီခွက်တွေရှိလားပါးစောင်သားတွေတင်းနေလားဒီသွားတွေနဲ့ပွတ်မိနေတာရှိလားဒါမျိုးပြောင်းလဲရှိလားဆိုတာလေကိုယ့်အသာကိုနေ့တိုင်းစစ်ဆေးလို့ရတယ်ဒါလို့တစ်ခုရှိခဲ့ဆိုရင်ဆရာဝန်နဲ့အမြန်ပြသလို့ရတယ်ဒါတွေသာလုပ်မယ်ဆိုလို့ရှိရင် green cancer ဒီရာဂိုင်နှုန်းတော်တော်များကြိုတင်ကာဝယ်ပြီးသားဖြစ်တယ်တကယ်လို့ဖြစ်လာခဲ့ရင်လည်းစောစီးတိတယ်စောစီးတိလို့တေချာဖယ်ရှားနိုင်တယ်ဆိုလို့ရှိရင်လည်းနောက်ထပ်ဆေးသွင်းဓာတ်ရောင်ကြီးတွေပါသွင်းစရာတော့မလိုလောက်အောင်ပါ green cancer ကြိုတင်ကာဝယ်လို့ရတယ်ကုသလို့ရပါတယ်အဲဒါဆိုရင်ပုံမှန်တက်တန်းစီနေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အမြင်အတွေ့အကြုံတွေကိုလည်းဝင်ဆွေးနွေးပါ